မင်္ဂလာပါကျွန်တော်ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတခါကျွန်တော်ပြပေးချင်တာကမွေးသားခွန်လေးနဲ့ရောညှိနေတာရောကြောင့်ကျွန်တော်ပြန်ပြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကြည့်အောင်ဗျာဒီ1986ခုနှစ်ကနေ1989ခုနှစ်မှာပေါ့ဒီနှစ်ဦးကနန်းက1986ကနှစ်ဦးကနန်းကခွာပေါင်းက10ဖြစ်ခဲ့ရင်အဲ့ဒီနှစ်ထဲမှာပဲခွာပေါင်း10ဖြစ်ခဲ့ရင်အဲ့ဒီနှစ်ထဲမှာပဲတူရဲ့နှစ်ကြိမ်ကြာမှာခွာပေါင်း10ရဲ့ပါဝါက3ဆိုပြီးတော့3ပိတ်ချပြီးတယ်တူရဲ့နောက်နေ့မှာပဲဒီ3က5လေးလေးဆိုပြီးတော့ပရိတ်အနေနဲ့တခါပြန်ချပေးတယ်တော့လူအဲ့ဒီနေ့ထဲမှာပဲ1989ခုနှစ်ထဲမှာပဲဒီကိုပရိတ်ရဲ့အောက်မှာ543ဆိုပြီးပြန်ချပေးတယ်543အတိုင်းချတာမဟုတ်ဘဲနဲ့ဒီကိုပရိတ်ကဒီရှင်လုံးပေါင်းခြင်းကို3ရဲ့နှစ်ခက်က5ဒီမှာဒီကအပိတ်က3ရဲ့နှစ်ခက်ကဒီမှာထိတ်ဒီပရိတ်ကဒီရှင်လုံးပေါင်းခြင်းပေါ့ရှင်လုံးပေါင်းခြင်းကဒီဘောပရိတ်ပေါ့3ရဲ့နှစ်ခက်က5ထိတ်နေနဲ့ပြန်ချပေးတယ်ဒီက3ထိတ်ကဒီမှာအပိတ်ဆိုပြီးတော့ပြန်ချပေးတယ်ရှင်းပြောရင်ဒီက3ပိတ်က3ရဲ့နှစ်ခက်က5ဒီဘောကပရိတ်ကဒီရှိတုံညာဆိုတော့9ပရိတ်ကရှင်လုံးပေါင်းခြင်း5လေးဆိုတော့9ဒီဘောကထိတ်စီကနန်းကဒီမှာအပိတ်ဆိုပြီးပြန်ချပြီးတယ်ဆိုတော့ဒါအဲ့ဒီချိန်ပေါ့ဒါပထမကတ်ပေါ့ဗျာပထမကတ်ဆိုတော့အဲ့ဒီနှစ်ထဲမှာပဲအဲ့လိုမျိုးချပြီးခဲ့ပြီဆိုရင်အဲ့ဒီနှစ်ထဲမှာပဲ3.6ခွန်နဲ့1.1ခွန်ဆိုပြီးတော့မွေးကနန်းမဖြစ်မနေထွက်ပေးရတယ်ဗျဒီမှာဗျာ3.6ခွန်6.3ခွန်ပတ်လေရဲ့မှာခွန်1ဆိုပြီးတော့ခွန်1ဒါမှမဟုတ်1ခွန်1ခွန်ပတ်လေချပေးတယ်ဗျဒါပထမကပ်ပါဗျာအဲ့ပြီးကျွန်တော်ဒီချိန်မှာ1ခွန်ကိုဒါဖမ်းပြမှာဖြစ်ပါတယ်1ခွန်ဖမ်းပြမှာဖြစ်တဲ့အတွက်တစ်ချက်ကြည့်အောင်ဗျဒီမှာ6.6ခွန်ဆိုပြီးတော့မှချပေးခဲ့တယ်ဒီမှာ6.6ခွန်ချပေးပြီမှာ1ခွန်ကဘယ်လိုချပေးလဲဆိုတော့1ခွန်မှာခွန်1ဆိုပြီးချပေးတယ်ခွန်1ရဲ့ပုံမှာ9ပရိတ်6ထိပ်ဆိုပြီးတော့9ပရိတ်6ထိပ်ခံပြီးတော့ခွန်1ဆိုပြီးတော့ချပေးတယ်ကျွန်တော်ဒီချိန်မှာ20ချိန်မှာဖမ်းပြီးမှဖြစ်တဲ့အတွက်ဒါတခြားလေးကိစ္စကြည့်ပြီးသေးတယ်မှာတယ်9မှာ9ပရိတ်6ထိပ်9ပရိတ်6ထိပ်ခံပြီးတော့မှခွန်1ဆိုပြီးချပေးတယ်ဒီ6ထိပ်ကလည်းဒီတိုင်းချပေးတာမဟုတ်ဘူးညာသူရှိမှာ9ပရိတ်ခံတယ်ညာ9ပရိတ်ကဒီပရိတ်3လုံးပေါ့ဒီဆောင်းပရိတ်3ခုပေါင်းခြင်း6ဖြစ်မှာဒီကထိတ်က6ထိတ်ဆိုပြီးချပေးတာဒီ6ထိတ်ချပြီးမှာပဲခွန်1ခွန်ဆိုပြီးတော့ဒီပက်လေကနန်းပေါ့ခွန်ကနန်းချပေးတယ်ခုတော့6ထိတ်သူရှိမှာ9ပရိတ်ကဒီတိုင်းဖြစ်လာတာမဟုတ်ဘဲနဲ့မှာ9ပရိတ်ဒီမှာ4ပရိတ်ဒီမှာက3ပရိတ်3 4 9ဆိုရင်ကြောင်းဒီမှာဆောင်းပရိတ်3ခုပေါင်းခြင်းက6ဖြစ်တယ်6ရဲ့ဒီမှာ6ထိတ်စီကချပေးပြီးဆိုတော့မန်တစ်ခွန်ဆိုပြီးချပေးတယ်ဒါပထမကတ်ပေါ့ဗျာဒုတိယကတ်အနေနဲ့ကျွန်တော်2019ခုနှစ်28ခုနှစ်ကပေါ့ဗျာခွာပေါင်း8ဆိုပြီးဒီမှာဒီ9ခွန်ဆိုရင်ကြောင့်မှာခွာပေါင်း8ဆိုပြီးကြာလာပြီခွာပေါင်း8ဆိုရင်ကြောင့်သူ့ရဲ့နှစ်အောက်ကနှစ်ကြိမ်ကြာမှာဒီနှစ်မှ3ကြိမ်ကြာမှာ3ပိတ်ဆိုပြီးချပေးတယ်ဒီ3ပိတ်ကဒီနောက်တစ်နှစ်2018ခုနှစ်မှာပရိတ်အနေနဲ့ပြန်ချပေးတယ်10နှစ်တုံးဆိုပြီးပရိတ်နဲ့ပြန်ချပေးတယ်အဲ့ဒီနှစ်ထဲမှာပဲဒီမှာရှေ့အဲ့ဒီနေ့ထဲမှာပဲဒီမှာ
မှာတုံးထိပ်တုံးပိတ်ရဲ့အဆောင်ကတုံးထိပ်ရဲ့အဆောင်မှာ959ဆိုပြီးထွက်နေတယ်ဒီ959ကဒီတိုင်းထွက်ပေးတာမဟုတ်ဘဲနဲ့သူ့ရဲ့အထက်က415ဒီမှာဘူပရိတ်ရတယ်ရှေ့မှာတော့ကဒီမှာ180ဆိုပြီးဒီမှာ9ပရိတ်ဒီမှာ415ဆိုပြီးတော့ဒီမှာဘူပရိတ်ချပြီးတယ်ဘူပရိတ်ဆိုစီနီယာလိုက်ပါဗျာ9ဒီမှာ30ပေါ့541ဆိုပြီးချပြီးတယ်ဒီပရိတ်ကရှည်နှလုံးပေါင်းခြင်းဖြစ်ရမယ်415ဆိုရင်ကြောင့်ဒုံညာပရိတ်ဆိုရင်ကြောင့်ရှည်နှလုံးပေါင်းခြင်း55ဆိုရင်ကြောင့်ဒုံညာဒီ3ရဲ့ဆောင်းက3ရဲ့ဆောင်းမှာ3ရဲ့နှစ်ခက်5ထိပ်ရှည်နှလုံးပေါင်းခြင်းဒုံညာဆိုရင်ကြောင့်55ဘောကဒီမှာ9.5ဆိုရင်ကြောင့်9ထိပ်စီကဒီမှာအပိတ်အနေနဲ့ပြန်ချပေးတယ်ဒါပထမကနီးတူပါပဲဒီလိုချပြီးပြီဆိုတာနဲ့6ဒုံညာခွန်1ခွန်ဆိုတဲ့ကဏ္ဍဟာအဲ့ဒီနှစ်ထဲမှာပဲပြန်ချပေးရမှာပေါ့ဗျာဒီမှာ5ခွန်2019ခွန်ချပေးရတယ်ခွာပေါင်းက8ဆိုရင်ကြောင့်သူ့ရဲ့အောက်နှစ်ကျင်းကြားမှာဒုံးပိတ်ဆိုပြီးချပေးတယ်ဒီဒုံးပိတ်ကနောက်တစ်နှစ်မှာဒီမှာဒုံးပိတ်ဆိုပြီးပြန်ချပေးတယ်8နှစ်ဒုံးဆိုပြီးပြန်ချပေးတယ်ဒီဒုံးပိတ်ရဲ့ဆောင်းမှာ959ဆိုပြီးထွက်ပေးတယ်ဒီ959ကဒီတိုင်းထွက်ပေးတာမဟုတ်ဘဲနဲ့သူ့ရဲ့ဘောကပရိတ်ကရှင်းနှလုံးပေါင်းခြင်း4.5ဆိုရင်ကြောင့်ရှင်းနှလုံးပေါင်းခြင်းဒုံညာဖြစ်ရမယ်ဆိုတော့ဒီမှာ3ပိတ်ရဲ့နှစ်ခက်က9ထိပ်အနေနဲ့ပြန်ချပေးတယ်ဒီမှာဘောက9ထိပ်ဆိုရင်ကြောင့်9ထိပ်ကမှ9ပိတ်အနေနဲ့ပြန်ချပေးတယ်ဒီရော959ဆိုပြီးထွက်တယ်ဒီလိုဒါလည်းပထမကတ်နီးတူပါပဲဒီလိုကြပြီဆိုတာနဲ့ဒီမှာ1ခွန်ဒုံညာ6ခွန်ဆိုပြီးတော့ပြန်ချပေးတယ်ဒီမှာ1ခွန်ဒီမှာ2ချိန်အောင်ချပေးခဲ့တယ်ဗျဒီမှာခွန်60ဆိုပြီးဒီကမှာ2ချိန်ခွန်60ဆိုမျိုးလဲဒီမှာချပေးတယ်ဒါမွေးရမယ်ကဏ္ဍပေါ့ဗျကျွန်တော်နောက်တစ်ချိန်ထပ်မတင်ပြီးခဲ့ဖြစ်ရင်လည်းဒါလေးပြန်ကြည့်ပြီးတော့ဒါကြိုက်တယ်နော်ဆိုရင်အသုံးပြုနိုင်ပါတယ်ဒီကြောင့်ဒီမှာ1ခွန်ဆိုပြီးချပေးတယ်1ခွန်2ချိန်အောင်ချပေးတယ်ဒီချိန်မှာတော့ဒီမှာ6ထိပ်တော့ချပေးတယ်6ထိပ်ပြီးမှ9ပရိတ်ဆိုခြင်းကြောင့်5ပရိတ်4ပရိတ်ဆိုရင်ကြောင့်4 4 8 5ဆိုရင်ကြောင့်73ပေါ့73ဆိုမှ3ပရိတ်6ထိပ်ဆိုတော့ဒါဒီရဲ့အတိုင်းမညီခဲ့ဘူးပေါ့ဗျာဒါဒီချိန်ကတော့ဒီချိန်ဖမ်းတာမဟုတ်ဘူးဗျာဒီချိန်မှာဖမ်းတာပေါ့ဗျာဒီချိန်စီးကြောရကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ6ထိပ်ဆိုပြီးတော့ဒီမှာကြာလာခဲ့ပြီ6ထိပ်ရဲ့ပြီးမှာ891ဆိုပြီးတော့ဒီမှာ8ပရိတ်နဲ့ကြာပြီလေဒီ8ကအချိန်မှာတော့ကဒီမှာဒုံညာ9လေးဆိုရင်ကြောင့်ဒီမှာ9ပရိတ်ပြီးရင်ဒီမှာ8ပရိတ်ဒီမှာ8ပရိတ်ဆိုပြီးပြန်ကြာပေးရမယ်8ပရိတ်ဆိုပြီးချပေးတယ်8ပရိတ်ရဲ့ပြီးမှာ6ထိပ်ဆိုပြီးချပေးတယ်ဒီ6ထိပ်ကဒီတိုင်းချပေးမှုပဲနဲ့ဒီပရိတ်ဇောင်းပရိတ်ဒုံလုံးပေါင်းခြင်း6ဖြစ်မှာဒီမှာ6ထိပ်ဆိုပြီးချပေးတယ်သူစီးကြောနဲ့ညီမှာချပေးတာပါဒီမှာစီးကြောနဲ့မညီခဲ့ဘူးဆိုရင်လည်းဒါဒီ2ကြိမ်ဖြစ်တဲ့အတွက်ကြောင့်ဒါဒီကြိမ်ကိုထည့်တော့မှာဖြစ်ပါတယ်ဒီမှာ6ထိပ်ချပေးပြီ6ထိပ်ပြီးမှာ10ပရိတ်ဒီမှာ10နဲ့5ဆိုရင်ကြောင့်5ပရိတ်ဒီမှာခွန်4 3ဆိုရင်ခွန်4နှစ်ဆိုရင်ကြောင့်3ပရိတ်3 5 8ဆိုရင်ကြောင့်8ဆို16ဒီမှာ6ပရိတ်6ပဲ3ပရိတ်3ခုပေါင်းခြင်း6ဆိုရင်ကြောင့်သူရဲ့ဘေးမှာ6ထိပ်ဆိုပြီးပြန်ချပေးတယ်6ထိပ်ရဲ့အောက်မှာ1ခွန်ဆိုပြီးပြန်ချပေးတယ်အိမ်ထဲမှာပဲ1ခွန်ဆိုပြီး2ချိန်ကြတယ်ဒီချိန်တော့မညီခဲ့ဘူးပေါ့ဗျာဒီမှာခွန်60ဆိုပြီးမှပြန်ချတယ်ဒါမွေးရမယ်ကဏ္ဍပေါ့ဗျာဒီချိန်မှာကြိုက်တယ်ဆိုရင်တော့မွေးပေါ့ဗျာမကြိုက်ဘူးဆိုတော့လည်းမသုံးမဲနေနိုင်ပါတယ်ကဲကျွန်တော်တို့ခုနောက်ဆုံးကဲကျွန်တော်တို့ဒီချိန်တွေဒီ2024ခုနှစ်နဲ့2025ခုနှစ်မှာဒီမှာ99ဆိုခြင်းကြောင့်9ဆိုခြင်းကြောင့်ခွာပေါင်းက8သူ့ရဲ့အောက်မှာ2ပင်ကြားအောက်မှာ2ပင်ကြားမှာဒီမှာ3ပိတ်ဆိုပြီးချပေးတယ်ဒီ3ပိတ်ကသူ့ရဲ့နောက်တစ်နှစ်မှာ2ဦးခဏ2ဦး3ပိတ်ဆိုပြီးတော့ပြန်ချပေးတယ်အဲဒီနေ့တည်းမှာပဲဒီ3ပိတ်ရဲ့ဆောင်းမှာ9-6တုံးသူကြီးပြန်ချပေးတယ်9-6တုံးသူကြီးပြန်ချပေးတယ်ဒီမှာကတိုင်းချပေးမှုဝင်နေရှင်းနှလုံးပေါင်းခြင်းတစ်ကဘောကပရိတ်ဖြစ်ရမယ်ဘောကပရိတ်ကရှင်းနှလုံးပေါင်းခြင်းပေါ့
ဘောဘရိတ်ကရှစ်ကိုလေးဆိုရင်ကြောင့်တစ်ဘရိတ်ဆိုရင်ကြောင့်ရှင်းလုံးပေါင်းခြင်းကတစ်ပေါ့ဒီရှေ့က3ရဲ့နှစ်ခက်က9ဘောကပေါင်းခြင်းကတစ်ဖြစ်မှာဆိုရင်ကြောင့်9 6ပေါ့9 6တွဲရပြီဒီဘောကထိတ်ဘောက3ထိတ်ကဒီမှာအပိတ်နေတယ်ပြန်ချနေတယ်အဲ့တော့9 6 3ဆိုပြီးတော့တဲချပေးတယ်ပေါ့တစ်ခွက်တဲချပေးတယ်အဲ့ဒီနှစ်ထဲမှာပဲရှေ့နီးလူရှေ့ကနီးလူပဲတစ်ခွန်နဲ့6တုံညာခွန်ချပေးမယ်ဒီနေ့ထဲမှာတော့6တုံညာခွန်ရောတစ်ခွန်ရောချမပေးဘူးမပေးဘူးဆိုလူကြီးမင်းတို့အနေနဲ့မွေးထိုးမယ်ဆိုရင်တော့ဒါထိုးပြောပါပြီနောက်တိတ်ချိန်လည်းတိတ်မကြံတော့တဲ့အတွက်ဆိုရင်ကြောင့်ကျွန်တော်ဒီချိန်မှာတစ်ခွန်ဖမ်းမှာဖြစ်တဲ့အတွက်ချက်ဆောင်ကြည့်ဒီချိန်6ထိပ်တွေကြာခဲ့တယ်ဒီမှာလည်း6ထိပ်တွေကြာခဲ့တယ်6ထိပ်တွေကြာခဲ့တယ်ဆိုရင်မဲ့6ထိပ်ရဲ့ဘေးမှာဒီမှာ6နဲ့ဆိုမှ4ပရိဒီမှာ4ပရိဒီမှာခွန်ပရိဒီမှာလုံးပေါင်းခြင်းက9ဆိုရင်ကြောင့်6ထိပ်တော့ကြာတယ်ဒါပေမဲ့ဇောင်းပရိပေါင်းခြင်းက6မဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6မပေးခဲ့ဘူးဒီမှာ6ထိပ်တွေ6ထိပ်ကြာခဲ့တယ်6ထိပ်တွေကြာခဲ့တယ်ဒီမှာလည်း6ထိပ်တွေကြာခဲ့တယ်ဒါပေမဲ့မဖြစ်ခဲ့တဲ့အတွက်ချမပေးခဲ့ဘူးဒီချိန်တော့ကျွန်တော်ဒီ20ချိန်တော့ဒီမှာ6ထိပ်ချပေးခဲ့ပြီဗျာ6ထိပ်ချပေးခဲ့ပြီသူ့ရဲ့ဘေးမှာဒီပစောင်းပရိတ်တုံးခုပေါင်းခြင်းပေါ့ဆောင်းပရိတ်ပေါင်းခြင်းမှာ9 6နှစ်ဆိုရင်ကြောင့်မှာခွန်ပရိတ်ဒီမှာ9ပရိတ်ဒီမှာ4ပရိတ်4 5ခွန်ဆိုရင်ကြောင့်ပေါင်းခြင်းက6ဖြစ်နေတယ်ဆောင်းပရိတ်ပေါင်းခြင်း6ပရိတ်ဖြစ်နေတဲ့အတွက်ကြောင့်ဒီမှာ6ထိပ်ဆိုပြီးချပေးခဲ့တယ်6ထိပ်ရဲ့အောက်မှာတစ်ခွန်ဆိုပြီးတော့ပြန်ချပေးမှာဗျာကျွန်တော်တော့ဒီချိန်ကိုတစ်ခွန်ကိုပို့ပြီးတော့အားတန်တယ်ဗျာ6တို့ညခွန်လဲမွေးတဲ့မှာတယ်မွေးတဲ့နေတယ်ပါပါလေညီကိုတို့ကြိုက်တယ်ဆိုရင်တော့မွေးနိုင်ပါတယ်ဒီကျွန်တော်တို့ဒီတစ်ခွန်ဖမ်းပြမှာဖြစ်တဲ့အတွက်တစ်ခွန်ကို main အနေနဲ့ပြပေးမှာဖြစ်ပါတယ်ဒီမှာ sound break တုံးခုပေါင်းခြင်းက6ဖြစ်နေတယ်6ရဲ့ဒီ6ဖြစ်ခြင်းကြောင့်ဘေးဆောင်မှာ6ထိပ်သူပြီးချပေးတယ်6ထိပ်ရဲ့အောက်မှာတစ်ခွန်ဆိုပြီးတော့ချပေးအောင်ဗျကျွန်တော်ဒီ20ချိန်တော့ကတော့တစ်ခွန်တော်တော်လေးကိုကြိုက်တယ်ဗျကြိုက်မိပါတယ်ဗျဒီ20ချိန်မှာတစ်ခွန်ပေါ့ကျွန်တော်ခွန်ဘိတ်ကလေးလည်းအရင်ပြပေးထားတာရှိပါတယ်ခွန်ဘိတ်ကလေးလည်းတော့ကြည့်နိုင်ပါတယ်ဒါကျွန်တော်တစ်ခွန်တစ်ရှိဘူးနဲ့ဒါခွန်ဘိတ်တော့ကြိုက်ပါတယ်တစ်ကလည်းပြောင်းနေပြီဆိုရင်ကြောင့်တစ်ကလာလဲကျွန်တော်အပူးလိုင်းကိုပဲပိုးကြိုက်တယ်ဗျာ6တုံညာခွန်တော့ဒါနောက်တစ်ချိန်နေကျွန်တော်မပြပစ်ခဲ့ရင်လည်းလူကြီးမင်းတို့အနေနဲ့မွေးစားပြီးထိုးနိုင်ပါတယ်အချိန်ရလည်းတိတ်ပြီးတော့မချန်တော့တဲ့အတွက်သင်ပြေတော့မွေးပြီးတော့ထိုးကြပါဗျာနောက်အချိန်လည်းတိတ်မချန်တော့ပါဘူးဒါမွေးရမှာ6တုံညာခွန်တော့မှန်ပေါ့ပြီးတော့မွေးရမယ်ကျွန်တော်ဒီ20ချိန်အတွက်ကတော့တစ်ခွန်ကိုတော်တော်လေးကြိုက်မိပါတယ်ဒီအချိန်နဲ့ရောအပီဖမ်းတာရောတော်တော်လေးကိုသဘောကျမိတဲ့ခွန်လေးပါလူကြီးမင်းတို့လည်းကြိုက်ရင်တော့တုံးပြကြပါကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ဟုတ်ကဲ့ကံကောင်းကြပါစေဗျကျေးဇူးပါဗျ